နောက်တစ်ခုကသူရမေတွေဟာယသိအတော့စားခြင်းဖြင့်မူရနေမယ်ဆိုရင်ကိုရရမယ်ကုသိုလ်ကိုတည်မှတ်ရမယ်ပညာအဲ့ဒါတွေဆုံးရှုံးသွားတယ်အဲ့ဒါရှောင်လိုက်ရင်အဲ့ဒီဆုံးရှုံးမှုတွေမရှိတော့လူတွေကထင်တယ်ယသိအတော့စားတာဘယ်သူမှဒုက္ခမပေးဘူးလို့ထင်တာမဟုတ်ဘူးကိုဒုက္ခပေးနေကိုဒုက္ခပေးခြင်းအပြင်တွဲဝိုက်ပြီးတော့ကိုမိသားစုကိုလည်းထိခိုက်စေတယ်။ဘာလို့လဲဆိုရင်သူ့ရဲ့လုံအားအကျိုးကျေးဇူးကိုမိသားစုကမခံရဘူး။သူဒုက္ခတွေပဲကိုယ်ကခံနေရတယ်။ကိုမိသားစုထဲမှာအမှုရစီဝဆွဲတဲ့ပုဂ္ဂိုလ်တယောက်ပေါ်လာလို့ရှိရင်မိသားစုဆင်းရဲရတယ်။ဟောသူလည်းဆုံးရှုံးနေသူများကိုလည်းပျက်စီးစေတယ်။ဆိုအဲ့ဒါမျိုးရှောင်လိုက်ပဲဆိုလို့ရှိရင်လောကကြီးကိုကြိုးပြတဲ့လို့အဲ့တော့သီလဆိုတာလောကကြီးကိုကြိုးပြတဲ့အလုပ်ပဲဖြစ်တယ်နော်ဒါနကလည်းပစ္စည်းတွေကထောက်ပံ့သည့်အတွက်ကြောင့်အကျိုးပြုတဲ့အလုပ်သီလကလည်းပဲကိုယ်ကောင်းအောင်နေခြင်းဖြင့်အများကိုအကျိုးပြုတဲ့အလုပ်ပဲဖြစ်တယ်အဲ့တော့ကိုကုသိုလ်ရဖို့တဲ့ညာကိုအကျိုးပြုတာကုသိုလ်ဖြစ်တယ်ဆိုတာအဲ့ဒါကောင်းကျိုးချမ်းသာကိုတယောက်တည်းရတာမဟုတ်ဘူးပတ်ဝန်းကျင်မှာရသွားတယ်ဘာဝနာဆိုတာကြတော့ကိုယ့်ရဲ့တဏ္ဍာမှာရှိတဲ့တတိတရားသမာဓိတရားအသိဉာဏ်ဆိုတဲ့ပညာတရားတွေတို့ပွားနေအောင်လေ့ကျင့်တာဖြစ်တယ်အဲ့ဒါကြတော့ကိုယ့်အတွက်ပို့ပြီးတော့ဒီကထားတယ်ပေါ့နော်ဘာဝနာထားလိုက်ခြင်းအပြင်တွဲဝိုင်းပြီးတော့လည်းပဲကိုယ်ကနေဘယ်သူမှဒုက္ခမပေးတဲ့ပုဂ္ဂိုလ်ဖြစ်လာတဲ့အတွက်ကြောင့်လောကကြီးကိုအကျိုးပြုတယ်မြတ်စွာဘုရားပွင့်တော့ကဒီရဟန်းပြုတာတကိုယ်ကြီးတကရကိုတရားကိုအထုတ်ပြီးတော့လွတ်ရလွတ်ကြောင်းတန်တရားဝကလွတ်ရလွတ်ကြောင်းဒီလိုတရားကျင့်တာဟာကိုယ်ကျိုးတစ်ခုတည်းအတွက်အကျိုးဖြစ်တယ်လောကကြီးအတွက်အကျိုးမဖြစ်ဘူးလို့ဘုရားလက်ထက်တော့အဲ့လိုထင်တဲ့ပုဂ္ဂိုလ်ရှိလို့မြတ်စွာဘုရားကိုရှောက်ကြတယ်မြတ်စွာဘုရားအဲ့ဒါဖြေတယ်မဟုတ်ဘူးတဲ့ကိုတရားကောင်းနေကြအဖြစ်ပတ်ဝန်းကျင်နဲ့ကောင်းသွားတယ်ကိုယ်ကဒုက္ခမပေးသေးခြင်းအဖြစ်ပတ်ဝန်းကျင်ကလည်းငြိမ်သက်သွားတယ်တော့လူတရားဟာဘယ်သူမှဒုက္ခမပေးဘူးဆိုတာမရှိဘူးဖြစ်တတ်တယ်ပေါ့မကောင်းတဲ့လူတရားကတော့တနည်းနည်းနဲ့ဒုက္ခပေးတာကောင်းတဲ့လူတရားကအများကိုအကျိုးပြုတယ်ဆိုတာသိကြတယ်အဲ့ဒါသူတို့ကတော့ပြမနာတွေကအဲ့တော့ရှောက်တာတော့သူတို့ရေပူဇော်တဲ့အလုပ်ကအများအကျိုးပြုတဲ့အလုပ်ပေါ့ပရာဟိတအလုပ်ပေါ့ရှစ်ပူဇော်ပြီးတော့လူတွေကိုမျှဝေကျွေးတယ်ပေါ့မျှဝေကျွေးတာဒါအားလုံးအတွက်လုပ်ပေးတယ်ဆိုတဲ့ပဲကိုသူကယူဆတယ်အဲ့ဒါကြောင့်မလို့သူကတကူကောင်းမဟုတ်ဘူးအများအတွက်လို့ပြောတယ်ယဟန်တန်ဃာတွေတော့ယဟန်ပြပြီးတော့ကိုတရားကိုအထုတ်နေတဲ့ပုဂ္ဂိုလ်တွေကတကူကောင်းဆန်တယ်လို့သူတို့ကပြောတယ်မဟုတ်ဘူးဒီပုဂ္ဂိုလ်အကြောင်းပြုပြီးတော့ဒုက္ခရောက်တဲ့လူမရှိသည့်အတွက်ကြောင့်တကူကောင်းဆန်တဲ့အလုံးမဟုတ်ဘူးအများအတွက်အကျိုးဖြစ်တယ်